တွေမြင်ချတဲ့ပေါင်းချင်းအစ်နဲ့ရှင်သန်နေရတဲ့အခါအမေကလေးကိုသားလေးအချိန်တိုင်းလိုလုံးပုံပြီးတဲ့လေရလာရင်မိမဲ့လေးလေးရှင်မကြမပြေတော့သေးလို့မိသားစုအခက်ခဲများကိုအပြေလဲနိုင်လို့ဖြစ်အောင်အဖေနဲ့မိကိုသားထားရဲ့နဲ့လေးမပြေတော့နေတဲ့ဘဝရည်တွေးဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချားကနေအမေကလေးကိုလေ